ကြာရှုံးချိန်မှာခေါင်းပေါက်ပါကြိုးစားချိန်မှာနှုတ်လုံးပါအောင်မြင်ချိန်မှာမန်ချပါပြေဝချိန်မှာမျှဝေပါကြိုးစားနေတဲ့ချိန်မှာတီးခံပါကြာရှုံးနေတဲ့ချိန်မှာရဲရင်ပါအောင်မြင်နေတဲ့ချိန်မှာတည်ငြိမ်ပါပြုံးနေပေမဲ့နာကျင်ရတဲ့ရက်တွေရှိတယ်အပေါ်ရန်လေးနဲ့အရာရာကိုမွေးဖန်ခြင်းပါနဲ့လူတိုင်းမှာတောကကိုစီနဲ့ပြောသလိုနေကြတာပါဘဝမှာခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါဘာလို့လဲလို့မေးခွန်းထုတ်မနေပဲနဲ့ဘလို့စူးစမ်းရမလဲဆိုတာစဉ်းစားလိုက်ပါရီမန်းချက်တွေပြည့်ရင်ဘဝတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဒါကြောင့်မလို့အခက်ခဲတွေနဲ့ဘလို့ပဲကြုံတွေ့နေပါစေရီမန်းချက်တွေမပြတ်ပါစေနဲ့အာတင်ထားဘဝနဲ့ရင်းပြီးရလိုက်တဲ့သင်ခန်းစာတွေကခံရတဲ့အချိန်မှာခါးသီးပေမဲ့တစ်ချိန်မှာချိုးမြိန်လာမှာပါမှန်မှားစင်းရဲရင်တော့လေခံရမယ်ချိုခါမကြမ်းပါရင်တော့လေတော့ရမယ်လိုမလိုပတ်ဝန်းကျင်ဆိုတော့ပေါင်းရတယ်ကောင်းမကောင်းအလုပ်သဘောရတော့ပြုံးရတယ်မင်းဒုက္ခရောက်နေတဲ့ချိန်မှာဘသူ့မှမတနာပါနဲ့ရုံထွက်နိုင်အောင်ကြိုးစားပါစိတ်ဆက်ကြတိုင်းဤစာကိုဖတ်ပါတင်းဘဝအတွက်လည်းခွန်အားဖြစ်စေပါလိမ့်မယ်ကိုတန်ဖိုးကိုလည်းနားမလဲတဲ့သူတွေကိုအချိန်ကုန်ခံမနေနဲ့ကို့ပေါ်တန်ဖိုးထားတဲ့လူတွေကိုအချိန်ပေးအောင်မယ်လူကိုမကြည့်နဲ့မူကိုကြည့်ရုပ်ကိုမကြည့်နဲ့အလုပ်ကိုကြည့်အပြောကိုမကြည့်နဲ့မနှောကိုကြည့်အတူမြင်နေပေမဲ့လည်းအမြင်မတူတဲ့အခါမှာအတိတ်ပဲဟာလွဲမှားနေအောင်ပါ